အားလုံးပဲမင်္ဂလာပါဒီနေ့နိုဝင်ဘာလ9ရက်နေ့မနေ့ခင်းသတင်းအနေငယ် update ဖြစ်တဲ့အရာကိုကျွန်တော်ဒီနေ့ကနေ e video ကနေမှတင်ပြခြင်းဖြစ်ပါလေဆိုတော့ကျွန်တော်နံပါတ်1အချက်အနေနဲ့မနေ့ကနိုဝင်ဘာလ4ရက်နေ့ဒီတော်တော်များများမှာ election ရှိတယ်နောက်ပြီးတော့မှ New York City ရဲ့ Mayor election မှာလည်းမနေ့ကအားလုံးကျင်းပပြီးစီးသွားခဲ့တယ်ဆိုတော့ကျွန်တော်သိတဲ့အတိုင်းပဲနိုင်တဲ့သူကကျွန်တော်မန်ဒါနီကနိုင်သွားတာဖြစ်တယ်ဆိုတော့မန်ဒါနီနိုင်သွားတယ်ကျွန်တော်မနေ့ကသူနိုင်သွားတဲ့ခါကျတော့ကျွန်တော်ဗီဒီယိုနဲ့သတင်းနဲ့ကျွန်တော်ကြည့်နေရင်တန်းတန်းနဲ့သူမိတ်ကွန်းပြောတယ်မိတ်ကွန်းပြောတဲ့ခါကျတော့သူကအစိုးတက်မှာသူပြောတော့တဲ့အရာနှစ်ခုအချက်နှစ်ချက်ကိုကျွန်တော်ကောင်းလို့ချင်တယ်အဲ့ဒီအချက်နှစ်ချက်ကဘာလဲဆိုလို့ရှိရင်သူကတစ်အချက်ကနယူးယောက်မှာရှိတဲ့မြို့လူမျိုးသားတွေအတွက်သူကလည်း free food stamp ပြီးမှဒုတိယတစ်ခုအနေနဲ့သူက free bus ဆိုတော့ဒီ New York မြို့တော်မှာပြေးဆွဲနေတဲ့ဒီ metro bus တွေကိုသူတို့ကအလကားစီးလို့ရမယ်ပြီးမှ food stamp တွေကိုရမယ်ဆိုတော့အဲ့နှစ်ခုသူဒီ victory speech အပြီးမှသူပြောတော့တဲ့အရာအဓိကနှစ်ချက်ဖြစ်တယ်ဆိုတော့အဲ့နှစ်ချက်သူပြောတော့တယ်ပြီးနောက်တစ်ခုကအဲ့ဒါနည်းနည်းတော့အရေးကြီးတယ်နော်ဆိုတော့ American နိုင်ငံမှာသူတို့လှုပ်ထုံးလုံးကြီးရှိတယ်ဆိုတော့အောင်နိုင်သူတွေသူတို့မိတ်ကွန်းပြောတဲ့အခါမှာ Republican ပဲဖြစ်ဖြစ် Democrat ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်သူတို့ရွေးကောက်ပွဲတစ်ခုခုရွေးကောက်ခြင်းတင်မြှောက်ခြင်းခံရပြီးသူတို့အောင်နိုင်သူအနေနဲ့မိတ်ကွန်းပြောပြီးသွားတဲ့အခါမှာသူတို့အဆုံးသတ်မှာသူတို့ပြောလို့ရှိတဲ့စကားရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် God bless America ဆိုမှပြောလို့ရှိတယ်ဒါပေမဲ့မင်းညတော့ကျွန်တော်ထူးထူးဆန်းဆန်းပဲနော်မန်ဒါနီအသက်34နှစ် socialism ကိုကင်ဆွဲထားတဲ့ဝါဒကိုကင်ဆွဲထားတဲ့ဒီလူငယ်လေးကမနေ့ကသူမိတ်ကွန်းပြောပြီးသွားတဲ့အခါမှာ God bless America ပြောဖို့သူ refuse လုပ်သွားတယ်ဆိုတော့ okay ဒီ၃ချက်ပေါ့နော်ဆိုတော့အဲ့ဒီပထမပြောတော့လေဒီ food stand နဲ့ free food stand နဲ့ free bus အကြောင်းအဓိကပြောရမယ်ဆိုရင်ကျွန်တော်တော်တော်စိတ်ဝင်စားသွားတယ်သူဘလို့ပုံစံမျိုးနဲ့သူ run မလဲဆိုတဲ့အရာတခုတော့တော်တော်လေးစိတ်ဝင်စားတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တော်တော်များများသိတယ်။ဒီ New York နဲ့ State of New York နဲ့ State of California ကဒီအစိုးရတွေရဲ့ဒီ Federal အစိုးရရဲ့ထောက်ပံ့မှုအများဆုံးယူထားတဲ့ state တွေဖြစ်တယ်။အဲ့နှစ်ခုကဆိုတော့ဒီနှစ်2025ထဲမှာ New York ရဲ့ state ကဒီ Federal Government ရထားတဲ့ subsidy ရထားတဲ့ budget က fund ကဘယ်လောက်ရှိလဲဆိုရင်88 to 89 billion လောက်ရှိတယ်ပြောတယ်ဆိုတော့မနေဘူးနော်မနေဘူးဆိုတော့အဲ့လောက်ဒီ subsidy ယူထားတဲ့ state ကအတူတူမြို့ကသူဒီလိုလုပ်ပေးမယ် free food stand နဲ့ free bus တွေလုပ်ပေးမယ်ဆိုတော့ဘယ်လိုလုပ်ပေးမလဲဆိုတော့တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားဆောင်နေကျွန်တော်စောင့်ကြည့်ရမယ်နောက်ပြီးတော့သူရွေးကောက်ပွဲမှာနိုင်သွားတဲ့အခါကျတော့ဒီနိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေရဲ့မဲပေးထားတယ်မဲပေးမှုနဲ့မဲများလို့သူနိုင်တာဖြစ်တဲ့အတွက်ကြောင့်သူက officially နိုင်တယ်ကျွန်တော်အနေနဲ့သူ့ကိုအတိအမှပြုရမှာဖြစ်ပါလေ။ဘာကြောင့်မို့လဲဆိုတော့ easily democracy ရဲ့ထုံတန်းစင်တာဖြစ်တယ်နောက်ပြီး democracy ရဲ့လှပမှုဖြစ်တယ်သူရဲ့နိုင်မှုသူရဲ့အောင်နိုင်ခြင်းအရာကို victory ကိုကျွန်တော်အနေနဲ့ကျွန်တော်အတိအမှပြုပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့သူ့ကိုအတိအမှပြုရတာဖြစ်တယ်ဆိုတော့သူအောင်နိုင်သွားပြီ။နောက်တစ်ခုကမနေ့ကဒီ Texas ရဲ့ Senator Ted Cruz နဲ့ဒီ Oklahoma ရဲ့ Senator ဘယ်ပြောလဲ Mark Wayne ကသူတို့နေရာဘာပြောလဲဆိုလို့ရှိရင်ဒီကျွန်တော် Federal Government shut down လုပ်ထားတယ်နော်ဒီလိုလို့ဆို shut down လုပ်ထားတဲ့စာကသူတို့ထင်တာကလည်းသူတို့ခန့်မှန်းတာကဒီလာမယ့် Thursday ကျရင်သူတို့ဒီ Senate ကပြန်ပြီးမှလာတော့မယ်အလုပ်ပြန်စလုပ်တော့မယ် Senate မှာပြန်ပြီးမှသူတို့စီးဝင်ပြန်ထိုင်တော့မယ်ဘာညာနဲ့လုပ်တော့မယ်ဆိုတဲ့အခါကျတော့ Thursday မဟုတ်ရင် Friday မှာဒီ Democrat ဘက်ကနေလုပ်တဲ့ 5 vote ကိုသူတို့ vote ပေးလိမ့်မယ်ပြီးမှ government ကပြန်လိုက်မှလေပတ်မှပြန်လိုက်မှလေပတ်သွားတော့မယ်ဆိုမှသူတို့ပြောတယ်ဒါသူတို့ခန့်မှန်းနေစားတယ်သူတို့ပြောတယ်ဆိုတော့သူတို့ခန့်မှန်းတဲ့အရာကိုကျွန်တော်သုံးသပ်ကြည့်မယ်နော်ဒါကျွန်တော်အမြင်ကျွန်တော်သုံးသပ်တာဖြစ်တယ်ဆိုတော့ကျွန်တော်သုံးသပ်မှုကျွန်တော်ပြောပြချင်တယ်ဆိုတော့ Ted Cruz နဲ့ Mark Wayne ကတော့သူတို့အဲ့လိုပြောသွားတယ်ဂျာရာဘလင်းမဟုတ်တောက်ချန်နေမှာသူတို့ government ပြန်လိုက်မှလေပတ်နိုင်မှုတော့ vote လိမ့်မယ်ငါ vote ကိုဆိုတော့ Chuck Schumer တို့ Hakeem Jeffrey တို့ပေါ့ဆိုတော့ vote လိမ့်မယ်ဆိုတော့ကျွန်တော်အမြင်မှာအဲ့နေရာမှာထပ်လောင်းမှာသုံးသပ်ချင်တဲ့အရာကတော့ဖြစ်နိုင်တယ်ဘာကြောင့်မဖြစ်နိုင်လဲဆိုတဲ့အခါကျတော့ဒီ government shut down လုပ်တဲ့အခါမှာသူတို့အဓိက reason ပေးနေစားနေအများကြီး
အများကြီးမလို့အဲ့ budget တွေချက်တဲမှာ 1.5 trillion လောက်ဖြစ်အောင်ထပ်ထည့်ထားတဲ့အရာနဲ့အများကြီးပြီးမှဒီအဲ့လိုထပ်ထည့်ခြင်းအပြင် Republican နဲ့မလုပ်ပေးနိုင်ဘူးလေများတဲ့ခါကျတော့ budget တွေတော်တော်များတဲ့ခါကျတော့မလုပ်ပေးနိုင်တဲ့ခါကျတော့ government shutdown ဖြစ်သွားရတာဆိုတော့သူကဒါမထည့်ပြီးငါတို့မ vote ဘူးဒါကြောင့်မို့ government shutdown ဖြစ်သွားရလိမ့်မယ် okay ဖြစ်ခြင်းဖြစ်ဟိုဘယ်လိုလဲချက်ရှူမှတော့ပြောရလေ government shutdown တရက်ပို့လေငါတို့တရက်နိုင်ပြီဒါသူပြောတဲ့စကားနော်ချက်ရှူမှပြောတဲ့စကားဆိုတော့အဲ့တော့ကြည်ချင်းအပြင်သူတို့ government shutdown ဖြစ်သွားတယ်ဖြစ်သွားတဲ့အခါမှာကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောတယ်ဒီ government shutdown ဖြစ်သွားတဲ့စာကိုသူတို့ဝါဒဖြန့်မှုအနေနဲ့သူတို့လက်နဲ့တပွဲသူတို့အသုံးချတယ်။ဘာကြောင့် state တော်တော်များများမှာ state election တွေရှိတယ် state governor election တွေရှိတယ်ဟုတ်တယ်မလားကျွန်တော်ဒီဘယ်လိုပြောမလဲဒီ lawyer တွေနဲ့ပတ်သက်တဲ့ဒီ attorney နဲ့ပတ်သက်တဲ့စာတွေသူတို့ election တွေတော်တော်များများနဲ့သူတို့လုပ်လာကြတယ်။ဆိုတော့ဥပမာ California မှာဆိုလို့ရှိရင်သူတို့ election တစ်ခုလုပ်လာတယ်အဲ့ဒါဘာဆိုလို့ရှိရင်ကျွန်တော်ကြားဘူးလားဒီ Prop 50ဆိုတဲ့စာ Prop 50ဆိုတဲ့စာဆိုတော့professional 50ပေါ့ကျွန်တော်အတူအရှိနုံနဲ့ပြောဆို professional 50အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ California မှာတို့ဒီ congressional district map ဆိုတဲ့စာရှိရဒီအဲ့ဒီ district map ကိုတို့ပြန်ပြီးထပ်ချက်တာပြန်ထပ်ချက်ရချင်းယူရချက်ကအဲ့ဒီမြေပုံကိုတို့ထပ်ချက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ထက်နေမဲကနေမှတို့ကိုစားပြုတဲ့သူတွေနောက်ထပ်9ယောက်တို့ဒီ Senate နဲ့ House မှာရောက်သွားမယ်ဆိုလို့ရှိရင် Democrat တွေဒီဘယ်လိုပြောမလဲဒီ Republican နဲ့ပုံပြီးမှနောက်ထပ်9ယောက်ပိုထပ်ပိုနိုင်မဲ့တို့ဒီဘယ်လိုပြောမလဲဒီ Congressional District Map ကိုတို့ထပ်ချက်ဖို့တို့မင်းရရွေးကောက်ပွဲမှာတို့အဲ့ဒါ ballot တွေနဲ့တို့ထည့်ပြီးမှတို့ရွေးကောက်ပွဲဝင်ရလာဖြစ်တယ်ဆိုတဲ့အခါကျတော့မင်းရကတို့အဲ့လိုမျိုးရွေးကောက်ပွဲမှာအဲ့ဒီအရာတခုလည်းတို့ဝင်လို့သွားတဲ့အခါကျတော့တို့ဘယ်လိုပြောမလဲဆိုလို့ရှိရင်အရှင်းကြီးနဲ့ပြောရမှာဆိုရင်တို့နိုင်သွားတယ်။ Democrat တွေတို့လိုချင်တဲ့ဆန်တွေတို့ရသွားတယ်ပြီးမှ state တော်တော်များများမှာလည်းသူတို့လိုချင်တဲ့ state governor တွေက Democrat ကိုကူစားပြုတဲ့သူတွေတော်တော်များများနိုင်သွားတယ်အဲ့ဒါသူတို့အဓိကလိုချင်တဲ့အရာကဒီ government shutdown လုပ်ရခြင်းကိုသူတို့အဓိကလက်နဲ့တစ်ဖွဲ့အသုံးပြုသွားတာဘာလဲဆိုလို့ရှိရင် state တော်တော်များများမှာကျွန်တော်ကိုခေါက်တော့လည်းပြောတယ်ဆိုတော့ state တော်တော်များများမှာသူတို့ရဲ့ဒီလိုပြောလို့ဆိုဒီ campaign တွေမှာသူတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကြည့်လို့ရတယ်ကျွန်တော် website တွေမှာဝင်ကြည့်လို့ရတယ် YouTube တွေမှာဝင်ကြည့်လို့ရတယ်ဆိုတော့သူတို့တော်တော်များများ campaign မှာသူတို့ဘာပြောလဲဆိုလို့ရှိရင်ဒီ Republican တွေ shut down လုပ်ထားတာဒီ government တွေ Republican တွေက shut down လုပ်တာဒီ government ကိုဒါကြောင့်မို့မျိုးတို့ food stamp မရတော့ဘူးမျိုးတို့ food stamp မရတော့ဘူးမျိုးတို့ထောက်ပံ့မှုတွေမရတော့ဘူးဒါကြောင့်မို့ငါတို့ဥမာဘယ်လိုပြောမလဲဆိုရင်ဒီခုဒီ New York ရဲ့ mayor ရွေးချယ်တင်မြှောက်ခံတဲ့မန်ဒါနီကိုလည်းပြောတယ်လေ food stamp ကို free food stamp ပြောင်းသူလုပ်ပေးမယ်ပြောတဲ့စာတွေကဒီအတွက်နေမဲ့သူတို့ propaganda သူတို့ဝါဒပြတဲ့နေရာမှာသူတို့တုံးခဲ့တာလေပြနေတုံးခဲ့တဲ့ခါကျတော့ဒီခုသူတို့ okay ရွေးကောက်ပွဲပြီးသွားပြီလေရွေးကောက်ပွဲပြီးသွားတဲ့အခါမှာဒါကျွန်တော်အမြင်နော်ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာသူတို့ vote ကို vote ရတော့မှာဘာကြောင့် vote ရမလဲဆိုလို့ရှိရင်သူတို့ဒီ whole back ကရွေးကောက်ပွဲလုပ်တဲ့အချိန်တော့သူတို့ဂတိပေးခဲ့တယ်လေနော်ဂတိပေးခဲ့တဲ့ဆိုတော့ food stamp ပြန်လည်းမရစီရမယ် food stamp ပြန်လည်းမရစီရမယ်ငါတို့ shut down လုပ်လာမဟုတ်ဘူး Republican နဲ့ shut down လုပ်လာဆိုတော့သူတို့ဒီလိုဝါဒဖြန့်ခဲ့တဲ့အရာကဒီခုလာမဲ့ကြာလာပြီးတောက်ကြနေမှာဆိုလို့ရှိရင် Senate ကပြန်စလို့မယ်ဆိုတဲ့အခါကျတော့သူတို့လာလို့မယ်သူတို့လာပြီးမှသူတို့ဘာလုပ်မလဲဆိုလို့ရှိရင်သူတို့က vote ကို9 vote ကိုသူတို့ vote လုပ်မယ် vote တဲ့အခါမှာအမှမတိတဲ့ပြည်သူတွေကဘာဖြစ်လဲဆိုရင်ကြည်ငါတို့ရွေးချယ်တင်မြှောက်လိုက်တဲ့ Democrat တွေကသူတို့ပြောရင်ပြောတဲ့အတိုင်းပဲသူတို့ food stamp ကိုပြန်ရအောင်ပြန်လုပ်ပေးပြီးအစိုးရလုပ်ငန်းတွေပြန်လဲမှလဲပတ်အောင်ပြန်လုပ်ပေးပြီးဆိုတဲ့ຢာကိုမြင်အောင်တို့ဒီလာမဲ့ကြာလာပြီးတောက်ကြနေမှာတို့9 vote လေးမှာဒါကျွန်တော်အမြင်နော်ဆိုတော့ Ted Cruz တို့ Mark Wayne တို့လည်းအဲ့လိုပြောတယ် Mark Wayne ဆိုတဲ့ကျွန်တော် Oklahoma ရဲ့ state ရဲ့ဗာလဲ senator ဆိုတော့ကျွန်တော်လည်းထင်တယ်တို့ vote လေးမယ်ဒီလာမဲ့တောက်ကြာလာပြီးမဟုတ်တောက်ကြနေမှာတို့ vote ပြီးမှ government ပြန်ဖွင့်လိမ့်မယ်ပြီးနောက်တစ်ပတ်တနင်္လာနေ့လောက်ကြာရင်ဆိုကြကျွန်တော်ထင်တယ် food stamp နဲ့တို့ပြန်ပေးလိမ့်မယ်ဆိုတော့တို့ရက်နိုင်ထားတဲ့ရက်ဆိုင်ထားတဲ့လုပ်ငန်းတွေအားလုံးပြန်လည်ပတ်လာနိုင်မယ်ဆိုတော့ဒါကျွန်တော်အမြင်ပြီးမှကျွန်တော်နောက်တစ်ခုအရေးကြီးတဲ့ဇာတစ်ခုပြောပြချင်တယ်ကျွန်တော်အားလုံးမမိလားမသိနော်ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့မှာဖြစ်သွားခဲ့တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်သမ္မတဒေါ်နယ်ထရမ့်ကျွန်တော်ဒီ Asian အာရှခီးစဉ်သူတွားနေတဲ့အချိန်တုန်းကဒီအမေရိကမှာဖြစ်သွားတဲ့အရာဘာလဲဆိုရင် No King Movement Rally ကြီးအကြီးကြီးတစ်ခုနိုင်ငံလုံးအတိုင်းအတာလုံးမှာဖြစ်သွားခဲ့တယ်အဲ့ဒါလည်းဘာလဲဆိုလို့ရှိရင်
ပြီးခဲ့တဲ့မနေ့ကရွေးကောက်ပွဲအတွက်ဒါနေဟာသူတို့ချိန်ကိုက်လှုပ်ထားတဲ့ဘယ်လိုပြောမလဲလှုပ်ရှားမှုတွေဖြစ်တယ်သူတို့ကဆိုတော့ no king right တွေသူတို့ဘာကြောင့်လုပ်တယ်လဲတမန်တော်နဲ့ train လှုပ်ရက်ကဒီလိုဖြစ်တယ်ဟိုလိုဖြစ်တယ်ဆိုတဲ့စာကိုသူတို့ကဒီ state တကာထဲမှာလိုက်ပြခြင်းနဲ့ဆိုတဲ့အခါကျတော့တကယ်တော့မဟုတ်ဘူးစဉ်းစားကြည့်နေတော့ကျွန်တော်တာမန်လူတော့စဉ်းစားလို့ရတဲ့ကိစ္စတစ်ခုလေဘာကြောင့်မို့လဲဆိုရင်ဥပမာတမန်တော်နဲ့ train တာသူတို့ပြောတဲ့အတိုင်း king ဘယ်ရင်လာဖြစ်ခဲ့မှာဆိုလို့ရှိရင်သူ့အနေနဲ့ဒီ Congress မှာဒီလိုမျိုးနဲ့ Senate မှာလို့လဲ5 vote လေးသူစောက်ပါမလား government ပြန်ဖွင့်ဖို့အတွက်သူအမိန့်အာဏာနဲ့ဗီဒီယိုအာဏာ3ရက်မင်းတို့ဘာလုပ်နေတာလဲဖွင့်သူအဲ့လိုအမိန့်မျိုးနဲ့ပေးမှာပေါ့ဘရင်အမိန့်ပုံစံမျိုးနဲ့သူဘရင်မဟုတ်ဘူးလေသူဘရင်မဟုတ်တဲ့အခါကျတော့ Senate တွေရဲ့ဘယ်လိုပြောမလဲဒီ5 vote လေဒီက Democrat ရဲ့ vote ကိုသူလိုနေတာလေသူဘရင်မဟုတ်လို့သူစောင့်နေတာပေါ့သူဘရင်ဟုတ်သူစောင့်ပါမလားဘာမှမလိုဘူးတခါတော့သူဖွင့်ချနိုင်မှာပေါ့ဆိုတော့အဲ့ဒါကိုသူတို့လေတကယ်နော်အဲ့လိုပုံစံမျိုးလုပ်လာတဲ့ Democrat တွေကျွန်တော်မြင်မိလားမသိဘူးနော်စဉ်းစားကြည့်တော့တော်တော်ကြောက်ဖို့ကောင်းတယ်ဆိုတော့အဲ့လိုဒီ no king right တွေသူတို့ movement တွေသူတို့လှုပ်သွားတယ်ပြီးမှအဲ့နောက်ပိုင်းမှာအဲ့ဒီချက် government shutdown လုပ်ထားတဲ့အချိန်သူတို့တောက်လျှောက်ဟိုပါလေဆန် house speaker သူတို့ house speaker သူပြောလေဒီဘေးတွေကစပွဲပေါ်မှာရောက်နေတာကြည့်လေသူပြောလာအော်တိုဘာ1ရက်နေ့ကလည်းစပွဲပေါ်မှာတင်ထားပြီးပြီသူတို့အချင်းချင်းပုံပုံရအတွက်အတီးပြပြရအတွက်သူတို့ကိုအခွင့်အရေးပေးခဲ့တာဒီနေ့ထိသူတို့မလုပ်ခဲ့ဘူးဆိုမှ house speaker သူတို့ပြောခဲ့တယ်ဆိုတော့အခါကျတော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီ government shutdown လုပ်တဲ့စာနဲ့ဒီ no king rally သူတို့ဒီ movement လုပ်ခဲ့တဲ့စာနဲ့အားလုံးကသူတို့အချိန်ကိုက်ပုံးတယ်သူတို့ quality လုပ်ခဲ့တယ်အဲ့ဒီအချိန်ကိုက်ပုံးကဘာအတွက်လဲဆိုလို့ရှိရင်မနေ့ကလုပ်သွားတဲ့ဒီဘယ်လိုပြောမလဲ governor election တွေ New York မှာ city governor or mayor election တွေသူတို့လိုတဲ့စာတွေလိုချင်တဲ့စာတွေသူတို့ရအောင်ဒီနေရာမှာသူတို့ဝါဒဖြန့်လိုက်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်အမေရိကမှာရှိတဲ့ကျွန်တော်တို့မြင်တတ်ဖို့အရေးကြီးတယ်ကျွန်တော်တို့မြင်တတ်ဖို့အရေးကြီးတယ်ဒီ Democrat တွေကသူတို့လိုချင်တဲ့အရာတစ်ခုခုရှိလာခဲ့မယ်ဆိုလို့ချင်းဘယ်အရာမှသူတို့မကြောက်ဘူးသူတို့လုပ်တယ်နော်သူတို့ဘယ်အရာမှသူတို့မကြောက်ဘူးလုပ်တယ်ဆိုတော့ကျွန်တော်ဘလုံးဥပဒေမျိုးဆိုတော့ထပ်ထဲဆိုတော့သူတို့ထပ်ထဲတယ်ဥမာအချောက်ထောက်ခံသူတို့လုပ်တယ် lesbian တွေ LGBT အလံတွေ White House မှာထောင်ခက်လိုက်တယ်ဆိုအားလုံးမှမြင်တယ်2015 Thanksgiving Day မှာသမ္မတအိုဘားမားကျွန်တော်အားလုံးမှမြင်တယ်သမ္မတအိုဘားမား White House ကို LGBT အလံကြီးထုံးခင်းလိုက်တယ်ဘာလဲ LGBT ရဲ့ vote ကိုသူယူချင်တာလေအမျိုးကတကယ်နဲ့ဒီလိုရကမကောင်းတော့သူသိတယ်ဒါပေမဲ့တိတိနဲ့သူလုပ်တယ်ဆိုလိုတာ Democrat တွေကသူတို့လိုချင်တဲ့အရာတခုခုရှိတယ်ဆိုလို့ရှိရင်သူတို့ဘယ်အရာကိုမှဆက်သေးဘူးရင်လည်းသူတို့ဝင်မလေးဘူးဒါကြောင့်မို့ကျွန်တော်တေချာစဉ်းစားကြည့်ရအောင်ဒီကိုဆိုလို့ရှိရင်နယူးယောက်က socialism ကိုဝါလီကိုကင်ဆွဲထားတဲ့လူငယ်လေးကသူက governor ဖြစ်သွားပြီအမေရဖြစ်သွားပြီ state တော်များများမှာကြည့်ဘယ်လိုပြောမလဲဆိုရှင်ဒီ Democrat တွေသူတို့တော်များများသူတို့မနိုင်သွားတယ်အဲ့ဒါဘာအတွက်လဲဆိုတော့သူတို့လှုပ်တဲ့စာကကျွန်တော်စဉ်းစားတိုင်းတော်တော်ကြောင်းမကောင်းတယ်သူတို့2018အော်ဘာလဲနောက်နှစ်2026မှာသူတို့ဒီ midterm election ရှိတယ်ဆိုတော့ဒီ midterm election တော့သူတို့ဒီခုနေသူတို့ခြေလမ်းတွေစပြင်ဆင်သွားတာဒါပေမဲ့ကျွန်တော်ယုံကြည်ပါတယ်ဒီခြေလမ်းတွေကိုသမ္မတ Donald Trump တို့ Elon Musk တို့နောက်ပြီးတော့ဒီကျွန်တော်ရဲ့ Vice President JD Vance တို့Vivek Ramaswamy တို့သူတို့မတွေ့ဘဲနဲ့တော့မနေပါလီစာနဲ့မတွေ့ဘဲနဲ့တော့မနေပါဘူးဒါပေမဲ့ကျွန်တော်ဒီနေ့အားလုံးကိုမျက်စိဖွင့်ပေးခြင်းချင်တယ် Democrat တွေဟာသူတို့လှုပ်ချင်တဲ့အရာတစ်ခုခုရှိတယ်ဆိုလို့ရှိရင်ဘယ်သူကမှသူတို့စသေးဝင်မလေးဘူးသူတို့လှုပ်သွားတယ်သူတို့ government shutdown လုပ်သွားတယ်ပြီးသူတွေလိုအပ်တဲ့သူတွေတကယ်လိုအပ်တဲ့သူတွေ force မရောက်တော့ဘူးသူတို့ခက်ခဲသွားမယ်ကျွန်တော် air traffic controller တွေဒီနေ့သူတို့လုံနေနေတယ်လာစားမရဘူးသူတို့လုံနေတယ်ဒီလိုလူတွေရဲ့လုံအားနေဒီလိုလူတွေရဲ့ဘယ်လိုပြောမလဲသူရဲ့လုံအားနေဘူးသူတို့စက်သေးဘူးရတယ်ဝင်မလေးဘူးဆိုတော့ဒါ Democrat ရဲ့လုံရဖြစ်တယ်ကျွန်တော်အားလုံးကျွန်တော်တတိရှိမှဖြစ်မယ်ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးကိုအင်းညာနေမှာအဆုံးသတ်ချင်ပါတယ်နောက်တစ်ခုပြန်ပြောချင်ပါတယ်ဒီအရာဟာ Democrat ရဲ့
2026 next year midterm election အတွက်သူတို့စပြီးမှချိန်လိုက်ပြင်ဆင်နေပြီဆိုကျွန်တော်မြင်တတ်ဖို့အရေးကြီးတယ်ကျွန်တော်အိမ်နေရာနေပဲဗီဒီယိုအစဘယ်လိုပြောမလဲအဆုံးသတ်ချင်ပါတယ်တရက်တာလုံးမှာကျွန်တော်ကြမ်းကြမ်းမာမာနဲ့ကောင်းကောင်းမွန်မွန်နဲ့လုပ်ငန်းများကိုလုပ်ငန်း PC လုပ်ကိုင် PC အောင်မြင်နိုင်တဲ့အခွင့်ကိုရှိပါစေလို့အိမ်နေရာနေမှာဆန္ဒပြုပါတယ်နောက်ဆုတောင်းပေးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်